မိဖုရားကြီးကခောက်ဆွဲကိုတလုတ်ပဲမြည်ကြည့်ပြီးယွန်ရှာစွာနဲ့ပြန်ထွေးထုတ်လိုက်ပါတယ်သူမကအရန်ဒေါသထွက်ပြီးအသင့်စားခောက်ဆွဲပဲစားကျင်တယ်လို့ပြောပါတယ်ဒါပေမဲ့ဒါကလွန်ခဲ့တဲ့နှစ်ပေါင်း1000ရှိခေတ်ကာလဖြစ်လို့နန်းတွင်စားဖို့မူကအသင့်စားခောက်ဆွဲဆိုတာဘာလဲဆိုတာမသိပါဘူးဒါကြောင့်သူကအစွမ်းကုန်စူးစမ်းပြီးအမဲသားခောက်ဆွဲဟင်းရည်တပွဲပြင်ဆင်ပေးခဲ့ပါတယ်ဒါပေမဲ့မိဖုရားကြီးကတလုတ်မြည်ပြီးတာနဲ့ချက်ချင်းပြန်ထွေးထုတ်လိုက်ပြန်တဲ့ရတာကအရန်ပေါ်လွန်နေလို့ပါစဖို့မူကမိဖုရားကြီးဟာသူ့ကိုတမင်တက်တက်ဒုက္ခပေးနေတာလို့ထင်ပြီးစိတ်တူသွားပါတယ်ဒါကြောင့်သူကအတုတ်ခောက်ဆွဲတပွဲကိုအစားထိုးလုပ်ပေးလိုက်ပါတယ်ဒါပေမဲ့ဒီတစ်ခါတော့မိဖုရားကြီးကမြည်တောင်မကြည့်ပါဘူးသူကတစ်ချက်ကြည့်ပြီးသူ့ရဲ့တူကိုဘေးဖယ်ထားလိုက်ပါတယ်စဖို့မူကဒေါသထွက်သွားပြီးသူ့ရဲ့တကယ်လက်စွမ်းကိုပြဖို့ဆုံးဖြတ်လိုက်ပါတယ်သူကမုတ်စိမ်းကိုအာကုံတုံးကနေပြီးတော့လက်လုတ်ခောက်ဆွဲတပွဲလုပ်လိုက်ပါတယ်ဒါပေမဲ့မိဖုရားကြီးကမြည်ကြည့်တဲ့အခါနောက်တစ်ကြိမ်ပြန်ထွေးထုတ်လိုက်ပြန်ပါတယ်ဒါကစဖို့မူရဲ့ပြိုင်ဆိုင်လိုစိတ်ကိုပို့ပြီးလှုပ်ဆော်ပေးလိုက်တယ်လို့ဖြစ်သွားပါတယ်သူကသူစဉ်းစားမိသမျှခောက်ဆွဲမျိုးမျိုးကိုလုပ်ကြည့်ပေမဲ့မိဖုရားကြီးကိုစိတ်ကျေနပ်အောင်မလုပ်နိုင်ခဲ့ပါဘူးနောက်ဆုံးမှာတော့မိဖုရားကြီးကခောက်ဆွဲကိုကိုယ်တိုင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူလုပ်နိုင်မယ်လို့ဘယ်သူမှမယုံကြပါဘူးသူမဓာတ်ကိုကိုင်းလိုက်တဲ့အခါစဖို့မူကသူမဟန်ဆောင်နေတာပဲလို့ထင်ခဲ့ပါတယ်ဒါပေမဲ့သူမကဓာတ်ကိုကျွမ်းကျင်စွာကိုင်းတွယ်ပြလိုက်တဲ့အခါဘေးကလူတွေအားလုံးအံ့ဩသွားကြပါတယ်သူမကဟင်းဒီဟင်းရွက်တွေကိုအမြန်လေးဖြတ်ပြီးခောက်ဆွဲတွေကိုတူတစုံမှပတ်လိုက်ပါတယ်စဖို့မူကအဲ့ဒီလိုပုံစံခောက်ဆွဲမျိုးတစ်ခါမှမမြင်ဘူးပါဘူးပုံဖော်ပြီးတဲ့နောက်သူမကခောက်ဆွဲတွေကိုရွှေအိုရောင်တန်းလာတဲ့အထိကြော်ပြီးဟင်းခတ်မုံတွေလုပ်ဖို့အမွှေးအကြိုင်တွေကိုကျိတ်လိုက်ပါတယ်ဒါတောင်မှစဖို့မူကမိဖုရားကြီးရဲ့လက်ရာကသူ့ထက်တာမယ်လို့မယုံသေးပါဘူးဒါပေမဲ့သူအသင့်စားခောက်ဆွဲဟင်းရည်ကိုမြည်လိုက်တဲ့အချိန်မှာတော့သူ့လက်ထဲကဇွန်းဟာလွတ်ကျသွားပါတော့တယ်အရသာဆိုးလို့လာလို့မေးတဲ့အခါသူဘာမှပြန်မပြောနိုင်ပါဘူးအဲ့ဒီအစာသူကခောက်ဆွဲတွေကိုအားရပါရခက်ယူစားလိုက်ပါတယ်မြည်ကြည့်ပြီးတဲ့နောက်သူကဒါကတကယ်ကိုအရသာရှိတာပဲလို့အော်ပြောလိုက်ပါတယ်အဲ့ဒီလိုနဲ့အသင့်စားခောက်ဆွဲဆိုတာပေါ်ပေါက်လာခဲ့ပါတယ်ဒါပေမဲ့စိတ်လှုပ်ရှားမှုတွေလျော့သွားတဲ့အခါစဖို့မူကသူ့တပည့်တွေရှိမှအဆက်ရသွားတာကိုသတိထားမိသွားပါတယ်ဒါကြောင့်သူကမိဖုရားကြီးကိုချက်ပြုတ်ချင်းပြန်ပွဲရှင်ပြန်ဖို့စိန်ခေါ်လိုက်ပါတယ်ဒိုင်လူကြီးရဲ့အမိန့်ပေးတန်တဲ့အတူမိဖုရားကြီးနဲ့စဖို့မူတို့ဟာပါဝင်ပစ္စည်းတွေကိုစတင်ရွေးချယ်ကြပါတယ်မိဖုရားကြီးကဓာတ်နှစ်လက်နဲ့တပြိုင်တည်းလှီးနေတာကိုမြင်တဲ့အခါစဖို့မူကသူဟန်ပြနေတာပဲလို့ထင်ပြီးလှောင်ပြုံးလိုက်ပါတယ်ဒါပေမဲ့သူအံ့ဩသွားရတာကမိဖုရားကြီးဟာပါဝင်ပစ္စည်းအလုံးကိုခဏလေးအတွင်းမှာလှီးဖြတ်ပြီးသွားတာပါပဲစဖို့မူကသူနောက်ကျနေပြီဆိုတာသိသွားပြီးနောက်တစ်ဆင့်ကိုအမြန်လုပ်ပါတယ်ဒါပေမဲ့သူပါပဲလှုပ်မိဖုရားကြီးထက်နှင်းနေပါတယ်မကြခင်မှာပဲမိဖုရားကြီးကသူ့ရဲ့ဟင်းပွဲပြီးသွားပြီလို့ကြေညာလိုက်ပါတယ်စဖို့မူကတော့မြ မြန်ချက်နိုင်တာကအရသာရှိမယ်လို့မဆိုလိုဘူးလို့ခေါင်းမမနဲ့ပြောပါတယ်ဒါကြောင့်မိဖုရားကြီးကဒိုင်လူကြီးကိုမြည်ကြည့်ဖို့ပြောလိုက်ပါတယ်တလုံးမြည်ကြည့်ပြီးတာနဲ့ဒိုင်လူကြီးကထက်ခါတလဲလဲချီးကျူးပါတော့တယ်စဖို့မူကတော့ဒိုင်လူကြီးဟာမိဖုရားကြီးရဲ့အရှိန်အဝါကိုကြောက်လို့ထင်ပြီးလက်မခံနိုင်သေးပါဘူးဒါကြောင့်မိဖုရားကြီးကစဖို့မူကိုကိုယ်တိုင်မြည်ကြည့်ဖို့ပြောလိုက်ပါတယ်ဟင်းရည်ကိုတငုံတောက်လိုက်တာနဲ့စဖို့မူဟာသူရှုံးသွားပြီဆိုတာချက်ချင်းသိလိုက်ပါတော့တယ်